အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ချင်းရိုးရအစားအစာလေးတစ်ခုဖြစ်တဲ့စာဘူးတီးလေးကိုတူတူချက်စားကြည့်လိုက်ရအောင်နော်ဒီစာဘူးတီးကအိမ်မှာကြိုက်တဲ့လူရမ်းများတာမို့ခဏခဏကိုချက်စားဖြစ်ပါတယ်ဒီဝါလုံးလေးဆိုတဲ့တစ်စိတ်ကလေးကတော့အရင်အဆင်ပြေလို့တစ်ခါဝယ်ရင်50တော့ဝယ်ထားရပါတယ်သူကချက်နီးလေးကိုလည်းအနောက်မှာအသေးစိတ်ရေးထားပေးတဲ့ချင်းရုပ်တီးလေးလည်းတစ်ထုပ်ထည့်ထားပေးတာမို့အရင်ကိုချက်ရတာလွယ်ကူပြီးတော့အဆင်ပြေပါတယ်ချင်းရုပ်တီးလေးနဲ့မှမွေးတာမို့တကူတက်ကလည်းရှာနေကြမလို့တော့ပါဘူးရှင်ချက်နီးအသေးစိတ်လေးလည်းပါတာမို့မချက်တဲ့မှာမပူနဲ့နော်အရင်ဆုံးပြောင်းဆန်ကိုတညလောက်ရေစိမ်ထားပေးလိုက်ရပါမယ်ဒီနေ့ကတော့အသားလေးနဲ့ဝက်ဦးလေးတုံးထားပါတယ်အမဲသားအမဲဦးဆိုလဲပို့ပြီးမှလိုက်ဖက်ပါတယ်ကိုနေတက်ရအသားကိုတုံးနိုင်ပါတယ်ရှင်အသားရဲ့ဦးရဲ့ကိုတဲဦးထဲမှာထည့်ပြီးတော့ပြုတ်ထားပေးလိုက်ရပါမယ်အသားပြုတ်ဦးတွေကထွက်လာတဲ့အမြုပ်ကလေးတွေကိုဇွန်းလေးနဲ့ခတ်ပြီးတော့ဖယ်ထားပေးလိုက်ရပါမယ်ရှင်အသားလေးနူးလာပြီဆိုရင်တော့ခူထားပေးလိုက်ပါပြီးရင်တော့ရေစိမ်ထားတဲ့ပြောင်းဆန်ကိုအိုးလေးနဲ့ထည့်ပြီးတော့နူးအီနေအောင်ပြုတ်ပေးရပါမယ်ရှင်ပြောင်းဆန်ပြုတ်တဲ့နေရာမှာတစ်ခါတည်းအသားပြုတ်ရည်ကိုထည့်ပြီးပြုတ်လဲရပါတယ်အသားကိုတဝက်ခွဲပြီးတော့တဝက်ကိုပြောင်းဆန်လေးကိုထည့်ပါမယ်ရှင်ဦးလေးတွေကိုလည်းပပလွာနှုတ်နှုတ်ဆင်းပြီးတော့ပြောင်းဆန်ပြုတ်ထားတဲ့အထက်ကိုထည့်ပေးလိုက်ပါမယ်ကျန်တဲ့အသားတွက်ကိုကတော့ကြော်ဖို့အတွက်သုံးပါမယ်ရှင်အသားပြုတ်ရည်ရဲ့ပပလာထားတဲ့ဦးလေးရဲ့အသားရည်ရဲ့ကိုပြောင်းဆန်တွေကိုထည့်ပြီးတော့နူးအီနေအောင်ဆက်ပြီးပြုတ်ပါမယ်ဒီနေရာမှာဘာရတာမှထည့်စရာမလိုပါဘူးရှင်ပြောင်းဆန်ပြုတ်တဲ့အထဲကိုအသားပြုတ်တဲ့အထဲကိုဘာရတာမှမထည့်ထားပါဘူးရှင်ပြီးရင်တော့ပြုတ်ပြီးလို့တဝက်ခွဲထားတဲ့အသားလေးကိုအရသာနဲ့ပြီးတော့ကျွတ်နေအောင်ကြော်ထားပေးလိုက်ပါမယ်ရှင်အရသာဆက်စားဖို့အတွက်စားအချိုမုံပြင်ထားလိုက်ပါတယ်ဗကန်တစ်ခုထဲမှာကြက်သွန်ဒီပပလွှတ်ပြီးတော့ထည့်ပါနည်းနည်းပင်လေးကိုလည်းညက်ပြီးတော့ထည့်ထားပေးလိုက်ပါမယ်ရှင်ချင်းရုပ်တီးကိုလော်ပြီးတော့ထောင်းထားတဲ့ဟာလေးကိုလည်းကိုစားနိုင်တဲ့လောက်ထည့်ပေးလိုက်ပါမယ်ချင်းရုပ်တီးကပူပြီးဆက်တာမို့အဆက်မကျရင်တော့နည်းနည်းလေးပဲထည့်ပြီးတော့သုံးပါရှင်အချင်းတွက်တဲ့မြာတီးလေးတွေကိုလည်းလွှာထားလိုက်ပါတယ်ဆိုင်နေမှာရတဲ့ဝက်ဥတုပ်လေးကိုပါအိမ်မှာတစ်ခါတည်းတုပ်လိုက်ပါတယ်ရှင်ဝက်ဥပြုတ်ထားတဲ့ထဲကတဝက်ခွဲထားတာလေးကိုသုံးထားလိုက်ပါတယ်ကျက်သွန်မြူတက်တက်ကိုတတောက်ဆင်ပြီးတော့ထည့်ပေးလိုက်ပါတယ်ပြီးရင်ခုနကချင်းရုပ်ဒီကျက်သွန်နီနဲ့ထားတဲ့ဟာတစွန်းထည့်ပါစားချုံမုံငံပြာရည်လေးရဲ့တမြတီးလေးရဲ့ညစ်ပြီးရင်တော့ရပါပြီရှင်ဆိုင်နေမှာစားတယ်လို့အရသာရှိတဲ့ဝက်ဥတုပ်ကလေးရပါပြီစာဘူးတီးလေးကလည်းကြက်ပြီးဆိုတော့စားဖို့အတွက်ပွဲလေးပြင်လိုက်ပါမယ်နော်စာဘူးတီးကအချိန်ကြာကြီးတည်ထားနိုင်လေကောင်းလေးပါပဲရှင်အထက်ကပြောင်းစံနေကွဲပြီးတော့နူးအီလာတဲ့အထိကိုအကြာကြီးတည်ပေးရပါမယ်စာဘူးတီးပကံထဲကိုစားအချိုမုံလို့တလောက်ထည့်ပါပြီးရင်တော့ချင်းရုပ်တီးနဲ့ကြက်သွန်နီးဆက်ထားတာလေးကိုထည့်ပေးလိုက်ပါမယ်ကြော်ထားတဲ့အသားကျွတ်ကလေးကိုလည်းနည်းနည်းချင်းစီမွှပြီးတော့ထည့်ပေးလိုက်ပါတယ်တမန်ဒီလေးလိုတလောက်ညစ်ပြီးရင်တော့အရင်ရတာ